ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောင်းနေဆိုတာလုံးဝမလုပ်တဲ့ကိစ္စဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေအရလည်းကျမတို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထုတ်ထားတယ်ကျမတို့သိလို့ရှိရင်လည်းအရေးယူမယ်ဘာလို့ဆိုတော့ဒါဟာကိုယ့်ရဲ့ကိုယ်တူးချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်တွေနဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျမတို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူးဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်ဥပဒေနဲ့အရေးယူမှာတစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြအောင်ဒါတော့ကြောင့်မှကိုယ်နိုင်ငံကိုပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာအခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်ရမလဲဆိုတာဒါကိုပဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒီလိုပုံကိုယ်တွေရှိရဝယ်ခြင်းဟာကိုယ့်ရဲ့ကျန်းမာရေးလေးအတွက်ဒီနေ့က mask ဘယ်နှခုဝယ်နိုင်မလဲဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာဒီ covid ရောဂါအားလုံးပြီးသွားတဲ့အချိန်ဒီ mask လေးကခံမှာလားဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျမအနေနဲ့တော့ပြည်သူတွေကိုမေတ္တာရပ်ခံချင်ပါတယ်နောက်ဒီလိုရောင်းနေတဲ့သူတွေအကြောင်းသိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအရေးယူမယ်ဒါဟာတိုင်နာတောတာလူများကိုဒုက္ခရအောင်လုပ်ဆောင်မဟုတ်ပါဘူးအများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်ဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့တိုင်းကြီးခံပြီးတော့လွတ်ထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူးအဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစေချင်ပါတယ်ဒီတကယ်ကိုယ့်ကိုဒီထိကအောင်လုပ်နေတာတကယ်ဘလူတွေလဲဆိုတော့ဆရာအကောင်းမြင်တဲ့ဝါဒနဲ့ပြောတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဟာကပြည်သူတွေတကယ်လိုအပ်တဲ့ပစ္စည်းတွေကိုဈေးမြင့်တင်ပြီးတော့ရောင်းတာတဲ့ပိုဆိုးလို့လားဘယ်ဟုတ်မလဲသူဆရာလည်းပြဿနာရှိတာကိုရှိချောင်းပြောပါတယ်ကျမတို့အနေနဲ့လည်းပြဿနာရှိရင်ပြောပိုင်ခွင့်ပြဿနာရှိတယ်ဆိုတာပြောပိုင်ခွင့်ကိုအပြည့်အဝပေးထားပါတယ်ဒါမှလည်းကျမတို့အနေနဲ့ပြင်လို့ရတာပေါ့နော်မျိုးတို့ကဘာလုပ်ပေးနိုင်လဲဆိုတာကိုသိတာပေါ့အဲ့တော့ဆရာတို့အနေနဲ့လိုအပ်တာရှိလို့ရှိရင်လည်းပြောပါကျမရဲ့ဝန်ကြီးဌာနကိုဓာတ်ရိုက်ပြောလို့ရပါတယ်ကျမရဲ့ဝန်ကြီးဒေါက်တာမြင့်ထွေးကလည်းအများကြီးဒီကိစ္စနဲ့ပတ်သက်လို့စိတ်ဝင်စားတာတွေမကဘူးပေါ့နော်တကယ်ကိုရောစိတ်ကောအုံနောက်ကောနှလုံးသားရောအားလုံးနှိမ့်မြုပ်ပြီးတော့ဒီကိုဗစ်ရောဂါကိုကျော်လွှားနိုင်အောင်လို့လုပ်နေပါတယ်အဲ့တော့ဆရာတို့ယုံကြည်နဲ့ကျမရဲ့ဝန်ကြီးဌာနကိုလိုအပ်တာတွေတောင်းပါတင်ပြတဲ့နာတွေတင်ပြပါအားလုံးကိုဖြည့်ဆည်းပေးနိုင်မှာတော့မဟုတ်ပါဘူးဒါဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံရဲ့အရင်အမြစ်ဆိုတော့လေအကန့်အသတ်နဲ့ရှိပါတယ်တတ်နိုင်သမျှကျတော့ဖြည့်ဆည်းပေးမယ်ပြည်သူရဲ့ဝိုင်းဝန်းပြီးတော့ပံ့ပိုးမှုနဲ့ဖြည့်ဆည်းပေးမယ်ပြည်သူကသာစီမင်းစည်းကမ်းကိုလိုက်နာမယ်အစိုးရိမ်မလွန်မဲနဲ့တယောက်နဲ့တယောက်ကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့နီးကပ်မဟုတ်ပေမဲ့လေစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်စီမင်းစည်းကမ်းထိန်းသိမ်းရေးလုံချင်းအဖြစ်ပဲဖြစ်ဖြစ်ကူညီပေးမယ်ဆိုရင်ကျမတို့ဒီပြဿနာကြီးကိုကျော်လွှားနိုင်မှာဆရာအဲ့လိုပဲယုံနေမလားဟုတ်ကဲ့ယုံပါတယ်ခင်ဗျာအဲ့ဒါအကောင်းမြင်ဝါဒမဟုတ်ပါဘူးအဲ့ဒါလက်တွေ့ကြကြဝါဒလို့ပဲကျမကမြင်ပါတယ်ဟုတ်ကဲ့ပါ